ဒီနေ့တော့ဇော်စီယာနဲ့တကင်းတို့ရဲ့ round 1ကြေးပွဲလေးပဲဒီကြေးပွဲလေးကိုကျွန်တော်ကအစားဆုံးပြသတာမှာဖြစ်ပါတယ်နှစ်သင်းလုံးရဲ့လူစင်းနဲ့ over ကိုကြည့်မယ်ဆိုရင်တော့ over ကတော့နှစ်သင်းလုံးအတူတူပဲဒါပေမဲ့ game တိုင်းပိုင်းမှာတော့ attacking middle defense ကတော့နိုင်ငံလေးကွာခြားမှုတွေရှိနေတာကိုတွေ့ရတယ်ဒါမှလည်းနှစ်ယောက်စလုံးကစပြီးတော့ကျွန်တော်မကန်ကင်းတွေက line နဲ့တွေ over တွေကိုပြပြီးတော့မှဒါနှစ်ယောက်လုံးစင်ပြေလားစင်ပြေတယ်ကန်ရဲတယ်ဆိုတော့မှကျွန်တော်ကပွဲတည်ပြဖြစ်ပါတယ်ဒါနှစ်ယောက်လုံးကလည်းသဘောတူတယ်စင်ပြေတယ်ကန်ရဲတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပွဲတည်ပြလိုက်ပြီဗျာအဲ့တော့ပွဲထဲမှာဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်လည်းလိုက်ပြီးကြည့်အောင်ဇော်စီယာကတော့4-3-3 တက်နဲ့ထွက်လာတယ်တကင်းကလည်း4-3-3 တက်နဲ့ပဲထွက်လာတယ်နော်ညစလုံးကတော့ကစားကွက်တူရဲ့ခင်းထဲမှာကစားပုံတွေကတော့ဘယ်လိုတွေပြောင်းလဲသွားအောင်လဲတစ်ချက်ကြည့်အောင်ဘောလုံးတော့ဇော်စီယာကစပြီးတော့ရရမှာဆိုတော့ဇော်စီယာရဲ့ခြေတွေမှာဘောလုံးကင်ထားတာရဲ့ဟိုဘာတော့ဓာတ်ကြီးမကွာဘူးဆိုတော့ပလေယာတွေရဲ့ပြောင်းတဲ့တရားဆွမ်းဆောင်ရည်တွေကတော့ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူးဒီချိန်မှာတော့ဇော်စီယာကတော့တစ်လုံးဖောက်ဖို့ကြိုးစားတယ်ဒါပေမဲ့လည်းတကင်းကဒီဖက်စစ်ကိုကောင်းကောင်းချထားတယ်ပေါ့နော်ထွက်လာတဲ့နှလုံးလုံးတစ်ချမ်းနဲ့ရပဲဖောက်နေဇော်စီယာကညတော့တယောက်နဲ့တယောက်ထင်တယ်လို့တော့ဖြစ်မလာသေးဘူးတကင်းရဲ့ကစားကွက်ကသူစီကိုဘောလုံးရောက်လာပြီဆိုတော့ねဘောလုံးကိုဘေးယူလို့ပြီးချက်ချင်းသူကတိုက်စစ်မစင်သေးဘူးနော်နည်းနည်းဘေးယူကြလေးစောချင်းဇော်စီယာကတော့သူစီကိုဘောလုံးရောက်ပြီဆိုတော့ねဝေးရဖို့တည်းချက်ချင်းတန်းပြီးတိုက်စစ်စင်တာကိုတွေ့ရတယ်ခုတော့လောဆယ်တကင်းရဲ့ခြေထဲမှာနော်ဟိုဖြတ်တင်ဘောလေးကိုမှမိပါတယ်ဇော်စီယာကတချမ်းနဲ့ဖောက်နေဒီကတချမ်းနဲ့အောင်ဆော့ဟောနေတကင်းထောက်လာတာဒီကောင်းနေရဖင်းညာဇော်စီယာအနေနဲ့တကင်းရဲ့ခံစစ်ကိုဖောက်ဖို့တော်တော်လေးခဲရင်းနေတယ်တကင်းကဇော်စီယာခြေထဲဘောလုံးရောက်သွားပြီဆိုရင်သူ့ရဲ့ခံစစ်ကလုံးဝတခါလေးတန်းပြီးကြစ်လက်သွားတာလေးကိုတွေ့ရတယ်။ဒီနေ့တကင်းဇော်စီယာပဲခွေးကောင်းတော့ရလာပြီ။ဒါပေမဲ့တကင်းရဲ့ခံစစ်ကမကျော်ဘူး။ညာလုံးကတိုက်တော့တိုက်နေရပဲသူတိုက်ကိုတိုက်ပဲ။ဒါပေမဲ့ခုချိန်ဒီတော့တယောက်တည်းထုတ်ပေါက်ချက်တွေကတော့တလုံးမှမရှိသေးဘူး။ကောင်းတဲ့တကင်း။အိုးမှတ်မထင်တော့တစ်လုံးတော့ကိုပေါက်ချင်းကြောင်းနိုင်လိုက်ပြီတကင်းကနောက်တစ်လုံးဟိုးတော်ပြီအောင်တကင်းရဲ့ဖောက်ချက်တွေကနည်းနည်းလေးဟောဒါလွယ်အောင်တော်သေးတယ်တကင်းရဲ့ဖောက်ချက်တွေကနည်းနည်းလေးပို့ပြီးထိရောက်နေအောင်တွေ့နေရတယ်ပထမပိုင်းကတော့မြင်တဲ့အတိုင်းပဲဇီးသေးနဲ့ဒုတိယပိုင်းကျမှဘယ်လိုချင်းလေးဆက်ဖြစ်သွားမလဲဆိုတော့ဆက်ကြည့်ရအောင်ညောင်းလုံးကစားရအလီရကောင်းပါလေကြည့်ရတာမြန်စင်တိုင်းလေးရှိရသူတပြန်ကိုတပြန်ပဲမားတပြန်ကြားတပြန်ပဲကောင်းနေလွတ်သွားပြီဟာချက်လေးတော့ထွက်လာရင်တော့မလွယ်ဘူးဗျာတကင်းပဲကောင်းနေဗျာတကင်းရထုတ်ပေးချက်ကြီးရတယ်တော်လေးကောင်းနေဒါပေမဲ့ဇော်စီရဲ့ခန်းစစ်ကတော့မကြော်သေးဘူးကိုချိန်ကြီးညောင်းလုံးကခန်းစစ်ပိုင်းနေရတယ်တော်လေးကောင်းနေတယောက်တိုက်စစ်စင်လာတာနဲ့တယောက်ကောင်းကောင်းလေးဘလော့နိုင်ရဖင်းညာကောင်းတယ်တယောက်လည်းလွတ်လွတ်ကြည့်ကြည့်ဆွဲလာတာခန်းစစ်ကလည်းကောင်းတယ်ဇော်စီရဲ့ခန်းစစ်ကသူတို့ပြန်ကိုပြန်လာပဲကြည့်ရတာပွဲရတော့မိုက်တကင်းလွတ်သွားပြီတကင်းဟာကောင်းတယ်ကွာကျွတ်လွတ်ကြီးပါလောက်တော့မှန်ကန်ကြီး brother တွေတလုံးနဲ့ပေါက်တော့နော်တလုံးပေါက်တော့တလုံးထိထိရောက်အသုံးချသွားတယ်တကင်းကတော့တလုံး1စီးနဲ့ဥဆောင်နေပြီလာပြန်ပြီတော့တလုံးဇော်စီယာရဲ့ player တွေက
defensive မှာနည်းနည်းလေးအားနေနေလို့ဟာကောင်းမြန်ပြီကွာတကင်းနှစ်ဖက်လုံးတစ်ထောင်နဲ့ကနေဖောက်သွားပြီးဂိုးသွင်းသွားတယ်ဟေး2-0ဆိုတဲ့ရလနဲ့တော့ဥဆောင်သွားပြီဘယ်ရလဲ89မိနစ်တောင်ကျော်လာခဲ့ပြီကဲ round 1မှာတော့ဒီအနေထားရကြည့်မယ်ဆိုလို့ရှိရင်တော့တကင်းကဥဆောင်ထားတာတော့တွေ့နေရတယ်ကောင်းတာတော့နှစ်ယောက်လုံးကောင်းတာပဲ finishing ပိုင်းလေးဒီမှာနည်းနည်းတကင်းကပို့ပြီးတော့ကောင်းသွားတယ်ဒီပွဲလေးမှာဒါပြီးလူကြီးကျွတ်လွတ်လွတ်ပဲတယောက်ကျော်တယ်တကင်းခံစစ်တွေကိုမကျော်နိုင်လိုက်ဘူးခင်ဗျာဒါပေမဲ့နောက်တစ်လုံးလူလူကျွတ်ဒီပေါက်သွားပြန်ပြီကိုနမတက်ဖို့ကြိုးစားတယ်ရာဘာဘိုင်းပထမဝဲ round 1မှာတော့တကင်းကဇော်စီယာကို Z2 ဆိုရရလဲနဲ့ဥဆောင်ပြီးတော့ပွဲကိုနိုင်ရလဲနဲ့ထိန်းချုပ်သွားတာကိုတွေ့ရတယ်ကဲ back shot 3ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်နှစ်ပွဲမှာဘယ်လိုတွေလောက်လာမလဲဇော်စီယာကပဲကမ်ဘက်တွေပြန်လာနိုင်မလားဆိုတော့ကျွန်တော်တို့စက်ကြည့်အောင်